ဆူတောင်းခြင်းအာဖဂန်နစ္စတန်နိုင်ငံအတွက်ဆူတောင်းပါနေဟမိအနာဂတ်ကျမ်းအခန်းကြီး1အငယ်6မှ9ကိုရော့ကျွန်းဣသေလအမျိုးသားတို့အဖို့ရှေ့တော်၌နိညမပြတ်အကျွန်ုပ်ဆူတောင်း၍ဣသေလအမျိုးသားဖြစ်သောအကျွန်ုပ်တို့သည်ကိုရောကိုပြစ်မှားမိသောအပြစ်များကိုဖော်ပြ၍တောင်းပန်သောကိုရော့ကျွန်၏ပထနာစကားကိုကြားခြင်းကယခုနားထောင်၍စိတ်ကြည့်ရှုတော်မူပါအကျွန်ုပ်နှင့်အကျွန်ုပ်အဆွေအမျိုးတို့သည်ပြစ်မှားပါပြီကိုရောကိုပြစ်မှား၍အလွန်ဆိုးညစ်သောအမှုတို့ကိုပြုမိပါပြီကိုရောကျွန်မောရှေ၌ထားတော်မူသောပြည့်ညတ်တရားစီရင်ထုံးဖွဲ့တော်မူချက်တို့ကိုမဆောင်ဘဲနေပါပြီအာမင်ဆုတောင်းကြပါစို့အိုထာဝရဘုရားကိုရောသည်ကောင်းမြတ်တော်မူ၍ဂရုဏာတော်သည်မကုန်သောကြောင့်ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းကြပါ၏အကျွန်ုပ်တို့သည်အာဖဂန်နစ္စတန်နိုင်ငံအတွက်ပြည့်ဝင်ချတောင်းပန်၍ကိုရောရှိတော်သို့တိုးဝင်ချဉ်ကပ်ကြပါ၏ထိုနိုင်ငံ၏တိုင်းသူပြည်သားများသည်သူတို့အားထင်ရှားပြသသောထာဝရဘုရား၏ဘုန်းတော်ကိုမြင်တွေ့ကြစေရန်သူတို့၏ဝိညာဉ်မျက်စိကိုဖွင့်စေတော်မူပါအစိုးရသည်လည်းဘုရားသခင်ထံတော်မှလာသောအိမ်မက်ယူပါယုံများရရှိကာကိုရော၏အလိုတော်ကိုဆောင်နိုင်ရန်တန်ရှင်းသောဝိညာဉ်တော်ဘုရားလမ်းပြတော်မူပါအခါအသင်းတော်သည်ယူရအမျိုးချင်းသေး၏ချီးမွမ်းခြင်းများဖြင့်နိုးထကြရန်ကိုရောဤကွယ်ကာမှုကိုခံရပါမည်အကြောင်းထိုအသင်းတော်သည်ဖျားသခင်ဤတကူတော်အားဖြစ်တိုးတက်လာစေရန်ဆွဲခေါ်တော်မူပါပါအမှုတော်သာသနာ၌စက္ကပ်အစေခံနေသောဆရာနှင့်ဆရာမတို့အား၎င်းသာသနာတော်အတွက်တော်၎င်းမိသားစုများအားလုံးအတွက်တော်၎င်းတန်ရှင်းသောဝိညာဉ်တော်အားဖြင့်လမ်းပြမစာကွဲကားခြင်းဖြင့်မာနဤလောက်ရများကိုကြော်လွှားတွန်းလှန်နိုင်ပါမည်အကြောင်းအသင်းတော်သည်တိုးတက်အောင်မြင်နှံ့ပြားစေရန်ကိုရောဤဘုန်းတော်ကိုတည်ဆောင်နိုင်ပါမည်အကြောင်းသခင်ယေရှုနာမမြတ်၌ရိုသေစွာဖြင့်ဆုတောင်းကြပါ၏